ငယ်တဲ့အောင်ဒီသင်ခန်းစာထဲမှာကျမတို့ကပြီးနဲ့အစွဲနဲ့ဆိုင်တဲ့အတန်ထွက်နီးစနစ်ဖတ်နီးစနစ်ကိုလေ့လာတော့မှာဖြစ်တယ်။သင်ခန်းစာခုနှစ်ခေါင်းပတုံးဟပေါဘျွန်ကွာရဲရဲလဲဝိုက်ဖြစ်ပါတယ်။ဆိုတော့ဒီထဲမှာကအပြီးဖြစ်ပါတယ်။ရဆွဲပါတယ်။ဆိုတော့ဘာလို့ရလို့ဖတ်လဲဆိုတော့ကပြီးကပထမပြီးတွဲဖြစ်လို့ဖြစ်ပါတယ်ဆိုတော့ကနဲ့ရနဲ့ဆိုတော့ကရလို့ဖတ်ပါတယ်ကနဲ့ရနဲ့ဆွဲတဲ့အခါမှာကြလို့ဖတ်ပါတယ်ကလဆွဲတဲ့အခါမှာကလလို့ဖတ်ပါတယ်လဆွဲကိုသူ့ရဲ့သင်္ကေတအောက်မှာဒေါက်လေးပုံစံလေးနဲ့ရေးပါတယ်ကဝဆွဲတဲ့အခါမှာကွာလို့ဖတ်ပါတယ်ဒါကပထမပြီးတွဲနဲ့ဆိုင်တဲ့အရာမှာဖတ်ကြတာဖြစ်ပါတယ်ဒီရဲရဲလက်ဝဲကပထမသင်ခန်းစာကိုပြန်ကြည့်တဲ့အခါမှာသူတို့တွေကအတန်နဲ့တန်ထွက်လို့ရတဲ့ပြီးဖြစ်ပါတယ်ရဲထွက်လို့ရတယ်လို့ရလည်းထွက်လို့ရတယ်ရဲထွက်လို့ရတယ်လို့ရလက်လာဝဲဝဖြစ်ပါတယ်ဆိုတော့သူရဲ့အရှိကပေါင်းတဲ့ပြီးကပထမပြီးတွဲလားဒုတိယပြီးတွဲလားပုံမူတည်ပြီးတော့မှရဲထွက်ရမလားရထွက်ရမလားဆိုပြီးတော့မှခွဲခြားမှတ်သားနိုင်တာဖြစ်ပါတယ်ဆိုတော့ဒီနောက်မှာကျမတို့ hot note ကိုသွားမှာဖြစ်ပါတယ်ရုပ်ဖတ်တာဖြစ်ပါတယ်ဒီ box မှာကျတော့ကြတရားဖြတ်ဖြစ်ပါတယ်နောက်ချက်ဒီအောက်ကိုသွားလို့ရှိရင်တော့ကျမတို့ကရဆွဲထားရပေါ့ဒါပေမဲ့ဒီအောက်ကကျတော့ဒုတိယပြည်တွဲဖြစ်တယ် gate ဆိုတော့ရိုက်ဆွဲတယ်လို့ဖတ်ရမှာပေါ့နော်ဆိုတော့အဲ့လိုမျိုးဆိုရင်ဒီဟာကို j လို့အတန်ထွက်ပါတယ်ဒါကိုတရိပ်လို့အတန်ထွက်တယ်ဒါကိုပြိတ်လို့အတန်ထွက်ပါတယ်ဆိုတော့မတူတဲ့ပုံစံလေးကိုပြန်ပြီးခွဲခြားလို့ရအောင်ကျွန်မပြန်ဖတ်ပြပါမယ်ဂျတရားဖယဂျဲတရိပ်ပရိတ်ဖြစ်ပါတယ်ဆိုတော့နောက်ထပ်အစွဲတစ်ခုကိုသွားပါမယ်ဒါကရအစွဲဖြစ်ပါတယ်ကရအစွဲတော့ကရဖြစ်ပါတယ်တရအစွဲတော့တရပရအစွဲတော့ပရဖြစ်ပါတယ်ဆိုတော့ဒီဟာကထူးခြားတာဖြစ်တယ်စရဆွဲထားတယ်စရလို့ဖတ်တဲ့အခါရှိရယ်စလို့လည်းဖတ်တဲ့အခါရှိပါတယ်စာလုံးပုံမူတည်ပါတယ်ဂိတ်မှာဂိတ်ကကျမတို့သိတယ်ဒုတိယပြည်တွဲဖြစ်တယ်ဆိုတော့သူ့ကိုရလို့မဖတ်ဘဲနဲ့ rate ဆွဲတယ်လို့ပြောရမှာဖြစ်တယ်ဆိုတော့ gate rate ဆွဲရင် grade ဖြစ်ပါတယ် grade ဖြစ်ပါတယ်မ rate ဖြစ်ပါတယ်ဒီအောက်ကဟာလေးတစ်ခုကကြတော့ z rate ဆွဲတာ z rate လို့မဖတ်ဘဲနဲ့သူကို z လို့ပဲဖတ်ပါတယ်ဆိုတော့ဒီထဲမှာတီးသက်ခွဲထားတာကသူတို့မှာထူးခြားတဲ့လက္ခဏာရှိလို့ဖြစ်ပါတယ်နောက်ထပ်လဆွဲကိုသွားပါမယ်ကလဆွဲရင်ကလจละတလဖြစ်ပါတယ်ဒုတိယပြည်တွဲဆိုတော့လမဖတ်ဘဲနဲ့လဲလို့ဖတ်ပါမယ်ကလဲจလဲမလဲဖြစ်ပါတယ်နောက်ထပ်အစွဲတစ်ခုကကြတော့ကွတဝပဝဒုတိယပြည်တွဲဆိုတော့ဝဲတဝဲမဝဲဒီဟာလေသူ့ကိုတည်သက်ထားရတယ်သူ့မှာထူးခြားတဲ့ဟာရှိတယ်ကြဝဲလို့မဖတ်ဘဲနဲ့ခွဲလို့ဖတ်ပါရဲ့ခအတန်နဲ့ဖတ်တာဖြစ်ပါတယ်ဆိုတော့ဒီဟာနဲ့ပတ်သက်တဲ့စာလုံးတွေကိုကျမတို့ပြန်ပြီးတော့မှဖတ်သွားမှာဖြစ်တယ် ball ရုပ်ဖတ်တာဖြစ်တယ်ဒီပုံထဲမှာကျတော့ glat ဖြစ်ပါတယ်glare brogu ခွာမရိုက်ဖြာဖြစ်ပါတယ်ဆိုတော့ဒီပုံထဲမှာသူပြထားတဲ့ဟာရှိတယ်ဆိုတော့မြန်မာလိုမပြောတော့ဘူးဖြစ်ပါတယ်ဒီအောက်ကစာပိုက်ကိုအဓိပ္ပာယ်ဖြည်းဖြည်းလေးကျွန်မကဖတ်သွားပြီးမှဖြစ်ပါတယ်လက်တောက်ကလိုက်အကမတ်ဘရခေကလုတ်ကလာဘရဟေကူဒီဖြောင်းနာကလညိဂိဂွိမူရခွဲချီခွာဂွိဟာအကရာညိပါလပကွဲညိနာဖြစ်ပါတယ်ဆိုတော့ဒီသင်ခန်းစာကကျမတို့တလောက်ပဲဖြစ်ပါတယ်နောက်သင်ခန်းစာမှာတွေ့ပါမယ်